ဒါဒီနေ့တော့ကြည့်ပြတဲ့ဆန်းညောင်းနေရရောက်မဲ့တိုက်ခန်းလေးပါတိုက်ခန်းလေးကတော့ဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲအကုန်ပြင်ဆင်ပြီးသားပဲသူကဆန်းညောင်းမြို့နယ်ဆိုင်းရည်တွေလမ်းထဲမှာရှိတယ်ဆိုင်းရည်တွေလမ်းကကျွန်တော်တို့ဘားကရလမ်းနဲ့နီးမယ်ဗဒုံမှာလမ်းပတ်တီနဲ့တွားလို့လာလို့နီးမယ်အခန်းကျယ်က12ပေခွဲ55ပေရှိတယ်ပေပြည့်တယ်ရှေ့မှာဝရဏတစ်ခုပါမယ်နောက်ဖေးမှာဝရဏတေးသေးလေးတစ်ခုပါမယ်အခန်းကတော့တခန်းပဲဖွယ်ထားတယ်ကိုရီးယားပါကီခင်းတယ်ကစ်ချင်ထဲမှာလည်းကြွေပြားကတ်ထားတယ်ကြွေပြားလည်းခင်းထားတယ်ကစ်ချင်ကုန်တွေပါမယ်ရေချိုးကန်းအိမ်နာတက်တက်စီပါမယ်ဘူတိုင်းအိမ်နာလေးတက်ထားတယ်ဒီဘက်ကတော့ဒါရေချိုးကန်းလေးပါရေချိုးကန်းလေးကြွေပြားခင်းထားတယ်ကြွေပြားကိုလည်း၄ပေလောက်ထိကိုကတ်ထားတယ်ဗျနံရောင်လေဒီကစ်ချင်ထဲမှာတော့ကြွေပြားကတော့မျက်နှာချက်ထိကတ်ထားတာပါဒီကောင်ကတော့ဘူတိုင်းအိမ်နာလေးပါအိမ်နာထဲမှာလည်းကြွေပြားကိုကျွန်တော်တို့မျက်နှာချက်ရောက်တဲ့အထိကြွေပြားကတ်ပေးထားပါတယ်ဒီကောင် BCC ရှိတယ်မြေရှင်လည်းရှိတယ်ရှုပ်ရှင်းအားလုံးကင်းတယ်အခန်းလည်းပြင်ဆင်ပြီးသားလက်တင်နေုံပဲဗီဒီယိုတွေကအတိုင်းပဲရောင်းမဲ့အလွှာလေးကတော့6လွှာပါရောင်းမဲ့ဈေးနှုန်းကတော့3900ခေါ်ထားတယ်ဗျဈေးနှုန်းလေးကတော့ပိုင်ရှင်နဲ့တိတိဆင်ဆင်ညှိနှိုင်းလို့ရပါတယ်စိတ်ဝင်စားရင်ကျွန်တော်ဖုန်းကိုဆက်သွယ်ပြီးတော့လိုက်ကြည့်လို့ရပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်